အခါတုန်းကဝိဇ္ဇတူကြီးတူဟာသူလူဘဝတုန်းကကြံရစ်ခဲ့တဲ့သားကိုကဲတင်ခြင်းလုံးလို့လိုက်ရှာတဲ့အခါတထေးတူရဲ့အိမ်မှာအငှားနွားကြောင်းသားဘဝနဲ့ပင်ပင်ပန်းပန်းစင်စင်ရဲရဲနေရစားရတာတွားတွေ့တယ်အချင်းချင်းအခါကိုစောင့်ကြည့်ပြီးဒီနေ့တော့ဝိဇ္ဇတူကြီးဟာသူ့သားနွားကြောင်းရာနောက်ကိုလိုက်သွားပြီးတော့ကြည့်ရှုပါတယ်အဲ့ဒီမှာသားဖြစ်သူနွားကြောင်းသားတောထဲမှာနွားကြောင်းနေတဲ့အချိန်နွားကြောင်းသားကိုချင်းကဲပြီးတော့ဝိဇ္ဇတူကြီးကလူဘဝကအကြောင်းတွေပြန်ပြောပြတယ်မင်းဟာငါသားပါဟိုဘဝကငါသားတော်ခဲ့ပါတယ်ငါနဲ့မင်းဟာဟိုဘဝကသားဖတော်ခဲ့တယ်အဲလိုမင်းကစောင့်ရှောက်ရှင်လို့မင်းသားကိုလာပြီးတော့ချင်းကဲရတာဖြစ်တယ်လို့ဝိဇ္ဇတူကြီးကပြောလိုက်တော့နွားကြောင်းသားလေးကလည်းပဲဒီဝိဇ္ဇတူကြီးဟာသူ့အဖေပဲဆိုတာယုံကြည်လာတယ်အဲ့ဒီမှာဝိဇ္ဇတူကြီးကနွားကြောင်းသားဘဝကလွတ်မြောက်ပြီးငါလိုဝိဇ္ဇတူဖြစ်ရှင်ရင်မွေးနေ့တိုင်းတသက်လွတ်စားဂုံတော်တက်စီပွားတလ၄ချိန်ပြည့်ရင်ဒီနွားကြောင်းသားဘဝကကျွတ်လိုက်မယ်လို့နီလန်းပေးပါတယ်နွားကြောင်းသားခမရလည်းပဲဒီလောက်ဆင်းရဲတဲ့ဘဝကကျွတ်လွတ်မယ်ဆိုတော့ဝမ်းပန်းတတာနဲ့အဖေကျွန်တော်ကြိုးစားပါမယ်ကျွန်တော်အဲ့ဒီအလုပ်ကိုလုပ်ပါမယ်ဆိုပြီးတော့အမဘန်းနေခံပြီးတော့ကြိုးစားဖို့ဆုံးဖြတ်လိုက်တယ်ကြုံဝါလိုက်တယ်ပေါ့ဒါပေမဲ့အချိန်တန်တော့နွားကြောင်းသားခမရကြင်ကြံအားထုတ်တဲ့ကိစ္စကိုစုံမြုပ်မေ့သွားတယ်ဒါနဲ့တလားပြည့်သွားတယ်ဖခင်ဝိဇ္ဇာကြီးကလည်းပဲခိုင်းတဲ့အတိုင်းလုံးမလုံးသိရအောင်သားစီးရောက်လာတယ်သားကမေ့သွားလို့မလုံးဖြစ်ကြောင်းဝန်ခံတယ်ဝိဇ္ဇတူကြီးကနောက်တစ်ချီမမေ့ဖို့တတိပေးပြီးတော့ပျောက်ကွယ်သွားပြန်တယ်သို့တော်လည်းပဲနွားချောင်းသားခမရတော့မေ့မြဲမေ့သွားပြန်ရောတဲ့ဒီလိုနဲ့3ချိန်3လတိုင်းပါလေရောအဲ့ဒီမှာဝိဇ္ဇတူကြီးကစဉ်းစားရပြီမဟုတ်သေးဘူးငါကလည်းသားကိုခေါ်ခဲ့ခြင်းတယ်သားကလည်းငါခေါ်ရလိုက်ခြင်းတာပဲဒါပေမဲ့ဘာကြောင့်ဒီသားကအာမထုတ်နိုင်မဲ့မေ့သွားရတာလဲစဉ်းစားလိုက်ပြီးတော့ဝိဇ္ဇာမျက်လုံးသုံးပြီးတကိုးနဲ့ကြည့်ရှုလိုက်တဲ့အခါလာကံထိန်နက်ကလိုက်လံပိတ်စည်းနေတာကိုတွေ့ရပါလေရောတဲ့အဲ့ဒီမှာဝိဇ္ဇတူကြီးဟာငါကဝိဇ္ဇာပဲဝိဇ္ဇာလို့ကိုကံထိန်နက်ကဘာကြောင့်ဝင်ရှုပ်နေတာလဲမနှက်ပြန်ဒီကံထိန်နက်နဲ့ငါနဲ့ရင်ဆိုင်စေရမယ်ဆိုပြီးကိုသားကိုကယ်တဲ့ကိစ္စမှာမဆိုင်လိုက်လံနှောက်ယှက်နေတဲ့ကံထိန်နက်ကံထိန်နက်နောက်ပြီးဘုံတကုအရှိန်ဝါယာမှာသူ့ထက်အစများစွာနှိမ့်ကြနေတဲ့ကံထိန်နက်ကိုပယ်နေကြီးပညာပြဆုံးမဖို့ဝိဇ္ဇတူကြီးကြုံဝါလိုက်တော့တယ်ဒါပေမဲ့နောက်တစ်နေ့မှာသားကိုယ်တော်လုံးရှာမတွေ့တော့ဘူးတဲ့ဝိဇ္ဇတူကြီးသူ့သားပြောက်သွားလို့လိုက်ရှာရတော့တယ်သားပြောက်ကိုရုတ်တရက်ရှာမရတာနဲ့ဝိဇ္ဇာမျက်လုံးသုံးပြီးတကိုးသုံးပြီးကြည့်လိုက်တဲ့အခါမှာလာအိုးသမုဒ္ဒရာကြီးအောက်ရှိကြောင်းဆောင်အထက်ကြားမှာသူ့သားကိုတွေ့လိုက်ရတယ်ဝိဇ္ဇာကြီးလည်းချက်ချင်းပဲသူ့သားရှိရလိုက်သွားပြီးတော့ကံထိန်နဲ့ရင်ဆိုင်စကားပြောပါတယ်ဟေ့ဒီမှာကံထိန်နဲ့ငါကဝိဇ္ဇာဒါကငါသားငါတို့သားဖား2ယောက်ကြားမှာမင်းဘာကြောင့်လိုက်နှောက်ရှက်နေရတာလဲလို့သားကိုဝတ်ထားတဲ့ကံထိန်နဲ့ကိုမေးတဲ့အခါကံထိန်နဲ့ကခမည်းဝိဇ္ဇာမှန်လဲကြုတ်သိတယ်ဒါခမည်းပါမှန်လဲကြုတ်သိတယ်ကျုပ်ကနှောက်ရှက်နေတာမဟုတ်ဘူးကျုပ်တာဝန်ကျုပ်ထမ်းဆောင်နေတာအချိန်ကခမည်းသားဟာဒီနွားရှင်တထေးစီကနေငွေတမှုသားချီးငါယူစားခဲ့ပြီးပြန်မဆက်ခဲ့ဘူးတဲ့သူများအကျွေးကိုချီးခဲ့တယ်ပြန်မဆက်ခဲ့ဘူးဟုတ်မဟုတ်ခမည်းသားရဲ့နောက်ကျောင်းကိုခမည်းပြန်ကြည့်ပေါ့ဒီငွေတမှုကျွေးမကြေမရှင်ကျုပ်ကတော့ခိုင်းရလေဦးမယ်အကျွေးကြည်ချိန်မှာတော့ခမည်းသားဟာခမည်းသဘောပေါ်ဆိုပြီးတော့ကံထိန်နက်ကပြန်ပြီးရန်တွေ့ပြောလိုက်တော့ဝိဇ္ဇတူကြီးလည်းဘာမှမတတ်နိုင်တော့ဘူးတဲ့ပြီးတော့ဝိဇ္ဇတူကြီးဟာသူ့သားရဲ့ခေါင်းလေးကိုပုတ်သက်ပြီးတော့သားရီလူလေးအကျွေးမကြေသေးသမျှတော့မင်းထိုင်နဲ့မင်းကန်ခံလိုက်အောင်ပေါ့ကွယ်လို့ညီကျွေးပြီးတော့စိတ်မကောင်းခြင်းများစွာနဲ့လက်ပြန်သွားရပါတဲ့အဲ့တော့ကံရဲ့အကျိုးဆိုတာဒါပါပဲဒီတာရကပုံမြင်လေးဟာမဟာဗောဓိမြိုင်ဆရာတော်ကြီးမိန့်ကြားခဲ့တဲ့ပုံမြင်တာရကဝတ္ထုဇတ်လံဖြစ်ပါတယ်
ကိုဖြစ်ကိုခံဘယ်လိုမှကြောင်းဝင်ခံလို့မရတဲ့ကံတရားနဲ့ပတ်သက်ပြီးဒီနေရာမှာကဲသူရှိပေမဲ့လည်းကိုယ်အကျွေးကိုယ်အပြစ်မကြည်သေးရင်ကဲလို့မရပါဘူးဒါကြောင့်ဖြစ်ပြီးသားအကုသိုလ်ကံတွေထပ်မဖြစ်ပါစေနဲ့တော့အကုသိုလ်တွေစေတနာဆိုတွေမကောင်းကံတွေကိုတားဆီးပယ်ဖျက်ပေးနိုင်တယ်ဆိုတာအတိတလုံးပဲရှိပါတယ်အဲ့တော့မိမိတို့ဒီဘဝမှာသူများနာကပတ်စံချင်းငါတဲ့အခါအဲ့ဒီအကျွေးတွေတခြားအကျွေးတွေကိုကြည်အောင်ဆက်ပြီးတော့ကာယကံဝစီကံမနောကံလုံသမျှပြောသမျှကြံသမျှသတိကလေးကပ်ပါပြီးတော့အပြည့်ကေးကျွေးကင်းတဲ့ဘဝမျိုးကိုရအောင်ကြိုးစားနိုင်ကြပါစေလို့ဒီတာရကဝတ္ထုနဲ့သတိပေးတင်ဆက်လိုက်ရပါတယ်